Hello, welcome to my tutorial channel. Now, please subscribe. Thank you. Bro ကိုကျွန်တော်ရဲ့ဇာတ်လမ်းလေးပြပြချင်ပါတယ်။တိတ်ပြီးတော့မကြပါဘူးကျွန်တော်မြန်ပြောမှာပါ။ဒါကတော့ကျွန်တော်ရဲ့အိမ်လေး။ဒါကတော့ကျွန်တော်တို့အိမ်ကိုအဖေရဲ့ဖောက်ခွဲမှုပြီးမှမြင်ရမယ့်ပုံစံပေါ့။သူကတော့သူ့ကိုယ်သူတက်တည်သွားတာပါ။မိသက်သမားတွေလာပြီးတော့မင်းငိမ့်ပြကြရမယ်ကျွန်တော်တို့ဘာမှမကြမ်းလိုက်ဘူး။အကုန်လုံးပြဖြစ်သွားတယ်။ Sorry ပါကျွန်တော်ရဲ့ဇာတ်လမ်းကိုပုံလေးဆွဲပြပြီးတော့တိတိကျကျလေးပြပြချင်တာ။ဒါပေမဲ့ကျွန်တော်ကပုံမဆွဲတတ်ဘူးဗျ။ Sorry ဒါကတော့ကျွန်တော်ရဲ့အိမ်မက်တွေပေါ့What the fuck အဖေသေးပြီးခနဲ့ကကျွန်တော်လဲလုံးလုံးကိုအထီးကျန်တော့တာပဲကံကောင်းထောက်မှဆိုနဲ့ကျွန်တော်ဖေရဲ့အချစ်ဆုံးတငယ်ချင်းကကျွန်တော်ကိုသူ့ရဲ့အိမ်ကိုခေါ်သွားတယ်ဒါပေမဲ့သူ့ရဲ့မိသားစုကတော့ကျွန်တော်ရောက်လာတဲ့အတွက်သဘောကျတဲ့ပုံမပေါ်ဘူးဒီခန်းကတော့ငါတို့ပြစ်ထားတဲ့ခန်းပဲပုံမှန်ဆိုလို့ရှိရင်တော့ငါတို့အိမ်မောကဒီခန်းထဲမှာအိတ်တာဒါပေမဲ့ငါတို့အိမ်မောမငားနိုင်တော့ဘူးအဲ့တော့ဒီခန်းအမင်းခန်းဖြစ်သွားပြီငါယောက်ျားမင်းဖေရဲ့အချစ်ဆုံးတငယ်ချင်းဆိုတော့မင်းကိုမွေးစားမယ်လို့ပြောနေတယ်မင်းကိုကြောင်းဆက်ထားမယ်လို့လည်းပြောတယ်မင်းကဘယ်နှတန်းရောက်ပြီလဲကျွန်တော်ကတောက်တူမှာဒုတိယနှစ်ပါအံ့ဩစရာပဲဒါဆိုလို့ရှိရင်မင်းကဒီမှာ၄နှစ်နေပြီးတော့ငါတို့ကမင်းကိုကျူးဆက်ရမယ်ပေါ့ငါတတိပေးထားမယ်နော်ငါမင်းရဲ့အမေတော့မဟုတ်ဘူးအဲ့တော့ငါ့ကိုမင်းမေလို့လာပြီးတော့ဆက်ဆံလို့ရမှာတော့မဟုတ်ဘူးကိစ္စမရှိပါဘူးဗျာကျွန်တော်ဘယ်လိုကျူးဆက်ရမလဲဆိုတာကိုသင်ခဲ့ပါတယ်ကျွန်တော်ဖိနေနေတော့ကလည်းအင်တန်ရှင်းရေလုပ်ခဲ့ဘူးရဲ့ကျွန်တော်ချောင်းမလို့တော့ဘာနောက်ချက်မှမဖြစ်စေရပါဘူးမဆိုးပါဘူးဒါပေမဲ့မင်းရောက်လာတာကပြဿနာလို့ထင်တာပဲကောင်းပြီလေမင်းပစ္စည်းတွေနေရာချပြီးတော့ရှောက်ပတ်ကြည့်ရင်ကြည့်လိုက်အောင်မင်းသတင်းစာတွေ့လို့ရှင်တော့အေကန်နဲ့ကိုယူလာပြီးတော့အမိုက်ပုံးနဲ့ပြစ်လိုက်အမိုက်တော့တစ်ထုပ်လည်းမင်းတွေ့လိမ့်မယ်အဲ့ဒါလည်းပြစ်လိုက်ပြီးတော့မင်းကအပင်တွေကိုရေလောင်းငါကတန်ရှင်းလုပ်မယ်ဟုတ်ကဲ့ပါဗျအဲ့လိုပြောပြီးတော့အဲ့မိန်းမကြီးကထွက်သွားတယ်ဒါကတော့ကိုယ့်ရဲ့မရှင်စတာပေါ့နော်မရှင်ဘယ်လိုကြည့်မလဲဆိုလို့ရှင်ဒီစာအုပ်ကလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ပထမဆုံးတစ်ခုကကိုယ့်ရဲ့ပစ္စည်းတွေနေရာချရမယ်နောက်ပြီးတော့ဒီရှောက်ပတ်ကြည့်ရမယ်သတင်းစာကိုအေကန်နဲ့ကိုယူသွားရမယ်ပြီးတော့အပင်တွေရေလောင်းမယ်အပင်က10ပင်ရှိတယ်အဲ့လိုမျိုးလေးဒီမရှင်တွေလောက်ရမှာပေါ့နော်ဒီဂိမ်းလေးကတော်တော်လေးဆော့လို့ကောင်းသလိုအုံနောက်လည်းတော်တော်သုံးရပါတယ်2DCG ဂိမ်းလေးဆိုပြီးတော့ဘရိုတို့သွားပြီးတော့အထင်မသေးလိုက်ပါနဲ့ဒီဂိမ်းလေးကတော်တော်လေးလူဆော့များတဲ့ဂိမ်းလေးပါ YouTube မှာလည်းလူကြိုက်များပြီးတော့နာမည်ကြီးတဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်ဘရိုတယောက်လည်းလာပြီးတော့မေးဘူးတယ်ပေါ့နော်သူ့ရဲ့ mission နဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော်နောက်ပိုင်းမှာ day 1 day 2 day 3ဆိုပြီးတော့အစဉ်လိုက်တင်သွားပေးပါမယ် Okay ကိုယ့်ရဲ့ပစ္စည်းလေးနေရာချရမယ်ဆိုတော့ဒီပုံးလေးပေါ့နော်အဲ့ပုံးလေးကိုနှိပ်လိုက်ပါငါမှစောင်းမရှိဘူးတဲ့စောင်းမေးရမယ်ပေါ့နော်စောင်းဘယ်မှာရှိလဲဆိုတာခုနကမိမယူသွားပြီးတော့မေးရမယ်ပြီးတော့ရှောက်ပတ်ကြည့်ဆိုတော့တည့်ရတိုင်းအခန်းထဲကပစ္စည်းလေးလိုက်ထိကြည့်လိုက်ပေါ့ဗျာနောက်တော့ဘုံတော့မချိတ်တော့ပါဘူးနောက်တော့ဘုံကကြည့်ရအဆင်မပြေဘူးဒါကတော့သူ့ဖေပေးခဲ့တဲ့အစာအိတ်အရေးကြီးရဲ့စာအိတ်အဲ့တော့ပစ္စည်းကနေရာချပြီးသွားပြီနောက်ထပ် mission တစ်ခုတိုးလာတာကအိယခင်းမေးရမယ်ရှောက်ကြည့်ရမှာတအိမ်လုံးရှောက်ကြည့်ရမှာပဲအဲ့တော့ပြင်ကိုထွက်လိုက်မယ်ပြင်ကိုထွက်ပြီးရင်ဒီတကားကကြတော့ဇင်းညံလမ်းဘက်ကိုသွားရတဲ့တကားခုနကမိမကြီးကအိမ်တန်းရှင်းလုပ်နေရယ်ဒီဇင်းညံလမ်းနှစ်ခုရှိတယ်ဘရိုစော်ရင်းနဲ့ကတော့တည်သွားပါလိမ့်မယ်တဖြည်းဖြည်းနဲ့ဒါကတကားပေါက်မှာပါတဲ့ဇင်းညံလမ်းဒါကကြတော့တကားပေါက်ပါတဲ့ဇင်းညံလမ်းဒါဆိုလို့ရှိရင်အိမ်ပြင်ထွက်လို့ရပြီဒီမှာသတင်းစာတစ်ခုတွေ့ရယ်နောက်ပြီးတော့သူပြောထားတဲ့အမိုက်ထုတ်တစ်ခုတွေ့ရယ်ပေါ့နော်သတင်းစာကိုအေကန်နဲ့ကိုယူသွားမယ်အေကန်နဲ့ပြောင်းချင်လို့ရှိရင်ဒီဘက်တကားလေးကိုနှိပ်လိုက်ပါအဲ့ဆိုအေကန်နဲ့ပြန်ရောက်သွားပြီသတင်းစာကိုအေကန်နဲ့ယူလာခဲ့ရမယ်အဲ့ဒီစာကပြီးသွားပြီနောက်တစ်ခုကအေရခင်းမေးရမယ်ပေါ့နော်နောက်တစ်ခုကအေရခင်းမေးရမယ်โอเคဗီဒီယိုထဲမှာကြည့်ပြီးတော့နေရာလေးတွေကိုမျက်စိမလဲပါနဲ့ဘရိုဆော့လို့ရှင်ကိုယ့်အတကိုတည်သွားပါလိမ့်မယ်နေရာလေးကသွားစရာအများကြီးမရှိဘူးရယ်ကျွန်တော်အေရခင်းလေးလိုချင်လို့ပါဆိုတော့အေရခင်းလိုချင်လို့ရှင်ရင်သူကော်ရီတာမှာတန်ရှင်းလုပ်နေတဲ့အချိန်ကိုလာပြီးတော့မေးပါတဲ့အခုမေးလို့မရသေးဘူးပေါ့နော်အဲ့လိုလေးစာလေးတော့ဖတ်ရတယ်โอเคအပင်နေအရင်ဆုံးရေလောင်းလိုက်မယ်အပင်နေရေလောင်းမှုဆိုလို့ရှင်ဒီပန်းအိုးလေးကိုထိလိုက်ပါထိပြီးတော့လို့ရှိရင်ဘေးစင်မှာရေဖြည့်လိုက်ရေဖြည့်ပြီးလို့ရှိရင်ဒီပန်းမင်လေးလောင်းလိုက်ဒါဆိုလို့ရှိရင်တစ်ခုလောင်းပြီးသွားပြီနောက်ထပ်ပန်းမင်တစ်ပင်ထပ်လောင်းမှုဆိုလို့ရှိရင်အဲ့ဒီဘေးစင်မှာထပ်ပြီးတော့ရေဖြည့်လိုက်
နောက်တစ်ပင်လောင်းမို့ဆိုလို့ရှိရင်အဲ့ဒီအခန်းထဲကိုပြန်သွားပြီးလို့ရှိရင်ဘေးစမှာရေဖြည့်ရမလို့တော့ရပြီပြန်ထွက်ပြီးလို့ရှိရင်တိရွက်ကလေးကိုထိလိုက်ဒါဆိုလို့ရှိရင်ရေလောင်းပြီးတော့ဖြစ်သွားပြီ3ပင်လောင်းပြီးသွားပြီကိုယ့်ရဲ့အခန်းထဲဝင်ဖို့ဆိုလို့ရှိရင်ဒီခေါင်းအောင်လေးကိုနှိပ်လိုက်ပါအဝါရောင်ခေါင်းလေးဒါဆိုလို့ရှိရင်တပင်နောက်ထပ်အခန်းထဲကိုပြန်သွားမယ်ပြန်ထွက်မယ်ကိုယ့်ရဲ့အခန်းထဲကိုပြန်ဝင်မယ်ပြီးရင်ဒီအပင်လေးပြန်ထွက်မယ်ဒီသွားဖြစ်မယ်ပြီးရင်ပြန်ထွက်မယ်ပြီးရင်ကိုယ့်ရဲ့အခန်းထဲကိုပြန်ပြီးတော့သွားမယ်ပြီးရင်ဒီပန်းအိုးလေးပေါ့နော်အဲ့ဒါဆို6ခုပဲရှိသေးတယ်2ခုလို့သေးတယ်2ခုကတော့စင်းကြံလမ်းမှာရှိမယ်ထင်တယ်ရေထပ်ဖြစ်မယ်ပြီးရင်ဒီဘက်ကစင်းကြံလမ်းကိုသွားလိုက်မယ်ဒီမှာတပင်ကွာတပင်ကြံသေးတယ်ရှိဖြစ်မယ်ပြီးရင်ဒီစင်းကြံလမ်းကိုသွားမယ်သွားပြီးလို့ရှိရင်ဒီဘက်ဒီအပင်ကိုဖြည့်လိုက်ပါဒါဆိုလို့ရှိရင်10ပင်ပြည့်သွားပြီပေါ့နော်နောက်တစ်ခုကအမိုက်ပြရမယ်တဲ့ဒါဆိုလို့ရှိရင်အမိုက်ပြပြီးသွားရင်အပြင်မှာထွက်ပြီးတော့အမိုက်ပြတာပေါ့နော်အမိုက်ပြပြီးသွားပြီဆိုတော့အရက်ခင်းမေးဖို့ပဲကျန်တော့တယ်အရက်ခင်းက तू ပြောတယ်ခုနကကော်ရီတာမှာတန်ရှင်းလုပ်နေတဲ့အချိန်ကျမှလာမေးလို့ပြောတယ်နော်ဒါတော့အချိန်လေးနည်းနည်းစောင့်ရမယ်ဒီမှာပဲတန်ရှင်းလုပ်နေအောင်မရှိသေးတယ်ဒါဆိုမေးလို့မရသေးဘူးဒီကိန်းကဂိမ်းဟိုပါဖြစ်နိုင်ပါတယ်အချိန်ကြာသွားတာတို့သူပေးထားတဲ့အချိန်ထပ်ပို့တော့ကြာသွားတာတို့mission fail ဖြစ်တာတို့ပါဘူးပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီကိန်းကဂိမ်းဟိုပါဖြစ်နိုင်ပါတယ်အဲ့တော့ဒီဂိမ်းကိုစိတ်ပေးပါအဲ့ကြတော့ဂိမ်းဟိုပါဖြစ်လို့ရှင်လေလောက်ပြန်ထုတ်ပြီးတော့ဆော့လို့ရတာပေါ့နော်ဒီစင်းညက်လမ်းမှာမေးလို့မရသေးဘူးနောက်ထပ်တစ်ခုကိုရောက်မှမေးလို့ရမှာတကားပေါက်နဲ့နေရပါတော့နော်အဲ့နေရာလေးရောက်မှမေးလို့ရမှာခေါင်းကိုတော့အခန်းထဲမှာရှာကြည့်လိုက်တဲ့ဘီရိုပေါ်မှာတင်ထားတယ်ပြီးတော့ဆောင်းကရှော့ပြီးသားမဟုတ်ညစ်ပတ်နေတဲ့ဆောင်းကြီးဆိုတော့ဆောင်းလဲရှော့ရအောင်မယ်အဲ့တော့အခန်းထဲကိုပြန်ပြီးတော့သွားလိုက်ပါသွားပြီးလို့ရှိရင်ဒီဘီရိုလေးကိုထိလိုက်ပါဒါဆိုခေါင်းအောင်ရပြီပြီးလို့ရှိရင်ရေချိုးခန်းထဲကိုသွားပြီးတော့ဒီနေရာလေးကိုထိလိုက်ပါဒါဆိုလို့ရှိရင်ဆက်ပြမှုံရမယ်ပြီးလို့ရှိရင်ဒီဘက်ကကျတော့အဝတ်လျှော်ဆက်ပေါ့နော်အဝတ်လျှော်ဆက်ကိုနှိပ်လိုက်လို့ရှိရင်ဆောင်းကတန်ရှင်းလုပ်ပြီးသွားပြီပြီးရင်ပြင်ကိုပြန်ထွက်မယ်ပြန်ထွက်ပြီးတော့ကိုယ့်ရဲ့အခန်းထဲကိုသွားမယ်မအိတ်ခင်မှာရှုပ်ပေါက်ရအောင်မယ်တဲ့โอเคအပေါက်ကလေးကနေချောင်းကြည့်မယ်ဆိုလို့ရှိရင်ကတော့ဒါဆိုလို့ရှိရင် day 1ပြီးသွားပြီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီ game review နဲ့ပထမဆုံးရက်တစ်ရက်ကိုဘယ်လိုမျိုးဆော့ရမလဲဆိုတဲ့ mission လေးကိုအဆုံးထိဆော့ပြပေးသွားတာဖြစ်ပါတယ်လောလောဆယ် version ကတော့ 1.d11 version မှာဘာလို့ d11 လဲဆိုလို့ရှိရင်သူက version က 1.0 day 11ထိပါလို့မလို့ပါရက်ပေါင်း17ရက်ဆော့ရမယ်ပေါ့နော်ဒီ version ကိုထွက်ထားလဲတိတ်ပြီးတော့မကြသေးဘူး2ရက်3ရက်လောက်ပဲရှိသေးတယ်အဲ့တော့ bro ကဟိုတနေ့မှစပြီးတော့ထွက်တဲ့ update အသစ်ကလေးကိုဆော့ရမယ်ပေါ့နော်လုံးဝ complete မဖြစ်သေးဘူးဆိုတော့update တွေကတော့ထပ်ပြီးတော့မျှောမှာပါသူရဲ့ megabyte နဲ့ file size ကတော့900ကျော်ရှိပါတယ် 2D CG animation နောက်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲသူရဲ့ game က game over ဖြစ်နိုင်တယ်ဒါကြောင့်မလို့တိတ်တိတ်ချာချာလေးဆော့ပေးပါပြီးတော့တတိယတိုင်းစေ့ပေးပါ game link ကိုထုံးစံတိုင်း view ရဲ့အောက်က comment မှာ game link ချပေးထားပါတယ်ဒါကတော့ကျွန်တော်ရဲ့ view တွေကတီးပြီးဖြစ်မှာပါဒါပေမဲ့ channel ကိုခုမှစရောက်လာတဲ့ brother တို့ကမသိမှဆိုလို့ပြန်ပြီးတော့ပြပေးတာပါ game link ကိုတော့ Mika နဲ့ရောတခြား link နဲ့ရောချပေးထားပါတယ်အဲ့တော့အဆင်ပြေလေးနဲ့ view ထောင်းပေးပါ link ကတော့အတူတူပဲပေါ့နော် Mika နဲ့ down နဲ့ဆိုလို့ရှင်တော့ဒီ Mika link ကို down ပြီးသွားလို့ complete ဖြစ်သွားပြီဆိုလို့ရှိရင်သူ့ကို install တင်မို့က file manager မှာသွားရှာပြီးတော့ install တင်ပေးပါinstall တင်ပြီးရင်တော့ bro ကစပြီးတော့ဆော့လို့ရပြီပေါ့ဒါကတကယ်ဆိုလို့ရှိရင်ကျွန်တော် review ပေးစရာတော့မလိုပါဘူး brother ကိုတော်တော်များများသိပြီးသား game လေးတစ်ခုပါလူကြိုက်များတဲ့ game လေးဆိုရင်လည်းဟုတ်တယ်ပေါ့နော်မသိသေးတဲ့ bro ရှိလို့ရှင်တော့ဒီ game လေးကိုဆော့ကြည့်ဖို့ညွှန်းချင်ပါတယ်တကယ်လို့စာရေးဖတ်ရတာအဆင်မပြေဘူးဘာညာဆိုလို့ရှင်လည်းစိတ်မပူပါနဲ့ကျွန်တော်က guide တွေတင်ပေးတော့မှာပါအဲ့တော့ကျွန်တော်ရဲ့ guide လေးတွေကိုကြည့်ပြီးတော့လိုက်ပြီးတော့ဆော့လို့ရတယ် bro စာဖတ်စရာမလိုဘူးပေါ့နော်ကျွန်တော်ရဲ့နောက်တင်မဲ့ game အသစ်တွေ game mission အသစ်တွေတော့ကတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပေးပါနောက်ထပ်လည်းဒီလိုမျိုး game တွေအများကြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးခဲ့ကြတဲ့အားပေးခဲ့ကြတဲ့ bro တယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်
လောလောဆယ်မှာတော့ဒီ game လေးနဲ့ပတ်သက်ပြီးတော့ game review ရော day 1ကိုအဆုံးထိဆော့ပြပြီးသွားပြီဆိုတော့ဒီ video လေးကိုဒီလောက်နဲ့ပဲရက်လိုက်ချင်ပါတယ်အဲ့တော့ကျွန်တော်တို့နောက် video ကြမှာပဲပြန်တွေ့ကြတာပေါ့အားလုံးပဲ see you ပါ